ဒီနေ့မှာတော့စိတ်နှလုံးကိုအေးချမ်းစေမဲ့ဟုံရီဆရာတော်ရဲ့ဘဝအမြင်လေးတစ်ခုကိုမျှဝေပေးခြင်းပါတယ်ဆရာတော်ကမိန့်ပါတယ်တကယ်လို့တနေ့ကျရင်ကိုယ့်ဘဝထဲကတစုံတစ်ယောက်ရုတ်တရက်ပျောက်ကွယ်သွားခဲ့ရင်ဘာကြောင့်လဲဆိုပြီးမိခွန်းထုတ်မနေပါနဲ့တော့တဲ့ဒါဟာသူထွက်သွားရမယ့်အချိန်တန်လို့ပါပဲကျွန်တော်တို့တွေဟာလမ်းခွဲခြင်းကိုရင်ဆိုင်ရတဲ့အခါဆွဲလန်းစိတ်တွေကိုရှော့ချပြီးအရာရာကိုခွင့်လွတ်တတ်ဖို့လိုအပ်ပါပဲဘဝဆိုတာမပြည့်စုံခြင်းတွေနဲ့တည်ဆောက်ထားတာချစ်တယ်လို့လိုချင်တာမရတာကလည်းလောကရဲ့ပုံမှန်သဘောတရားပါပဲမှတ်ထားပါလူတစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံကြတယ်ဆိုတာအတိတ်ကပေးဆက်စရာအကျွေးရှိလို့ချစ်ပြီးလမ်းခွဲကြတယ်ဆိုတာအဲ့ဒီအကျွေးတွေကြေသွားလို့ပါပဲဒါကြောင့်ကံပါလာလို့ကိုယ်ဝေနာရှိနေချိန်မှာတန်ဖိုးထားပါကံကုန်လို့ထွက်သွားတဲ့အခါမှာလဲကြည်ကြည်နဲ့လက်လွတ်ပေးလိုက်ပါသူတို့ရောက်လာလို့အချစ်ဆိုတာကိုနားလည်ခွင့်ရခဲ့သလိုသူတို့ထွက်သွားလို့လဲကြန့်ခိုင်မှုနဲ့ကိုအားကိုခြင်းကိုသင်ယူခွင့်ရလိုက်တယ်လို့နှလုံးသွင်းလိုက်ကြရအောင်ဗျာ